လူလဲကြီးမင်းပတ်ဆက်မက်ပြီးယူသွားတာလားကစုံးစီအိုးကြီးကိုတပိတ်တာ8000တောင်ရောင်းနေတယ်နှစ်ဆေးပြားစားနေရတာကြနေတာပဲဟုတ်ပါတယောက်ကလည်းလှမ်းអော်တယ်ဒါဆေးတုတ်ထားတာလားမသိဘူးဘာလို့အစိမ်းရောင်ကြီးဖြစ်နေရတာလဲအစိတ်ခတ်ထားတဲ့အတိုင်းပဲဒါပေမဲ့အနာကလူကြီးတယောက်ကတော့မျက်လုံးပြူးသွားပြီအာညီလေးမင်းဒါဘဲကရတာလဲအားကလည်းတန်လိုက်တာပါဟတ်တွေကလည်းစီးနှင်းလိုဖြူပွေးပြီးပြောင်းလဲနေတာပဲရွှွတ်တစ်ဆက်တောင်မရှိဘူးဒါဆေးဆိုးထားတာလုံးဝမဟုတ်ဘူးလို့ပြောရှာတယ်အဲ့ဒီတော့ဘေးကလူတွေကဟာကောင်းလေးမင်းအကွက်ကတော့စုံသားပဲလူကြုံပါငှားပြီးတရုတ်ဆောင်ခိုင်းထားသေးတယ်အကိုကြီးခမရတနေ့အဝတ်ထဲဆိုင်ခင်းတာဘယ်လောက်ရလို့လဲဒီကားကြီးငှားလာတာတင်တနေ့ကိုတောင်းနဲ့ချီပေးရမှာလေဒီအစိမ်းရောင်ပစုံကိုရောင်းဖို့အတွက်နဲ့တော့အရင်ကြီးအတော်စိုက်ထားတာပဲဆိုပြီးဝိုင်းလောင်ကြတာပေါ့ကျွန်တော်ကတော့အေးဆေးပဲကျွန်တော်ပစုံကတပိတ်တာ8000ဈေးမစစ်နဲ့ဈေးကြီးတယ်ထင်ရင်ဘေးလန်းက300တန်းရိုးရိုးပစုံသွားဝယ်စားနိုင်တယ်လို့ပြက်ပြက်တတ်တာပြောလိုက်တယ်အဲ့ဒီအချိန်မှာတရုတ်ဆောင်လို့အပြောခံရတဲ့တထေးကြီးကပစ္စည်းကောင်းရင်ပတ်စံကပြဿနာမဟုတ်ဘူးငါ့ကိုငါးပိတာချိန်ပေးပြီးတော့ရင်နွေးတိုးပဲတီးပေးဘာမွေးကြိုင်မှမထဲနဲ့ဒီအတိုင်းပေါင်းပေးတကယ်ကောင်းမကောင်းငါကိုယ်တိုင်စမ်းကြည့်မယ်ရတဲ့ခဏနေတော့ပစုံကိုမြေးပြီးတာနဲ့တထေးကြီးမျက်လုံးတွေအယောင်တောက်လာပြီးညီလေးမင်းရေကန်ထဲမှာကျန်တဲ့ပစုံတွေအကုန်ငါပိုင်သိမ့်မယ်မဟုတ်ဘူးတပိတ်တာကို2000ပေးရရင်တော့ဝယ်မယ်လို့စိတ်လှုပ်ရှားတုံရင်စွာနဲ့អော်တော့တာပဲကျွန်တော်လည်းတက်ပြင်းချပြီးလက်ကပြလိုက်ရတယ်ပစုံတွေကုန်သွားပြီဗျာတထေးကြီးလည်းစိတ်ပြက်လက်ပြက်ဖြစ်သွားပြီးအတီပြောရရင်ငါနာမည်ကခြံကျင်းငါအဖေကစစ်ပြန်ရဲဘော်ဟောင်းကြီးပြီးတော့မှတ်ညံအိမ်မွေးချယောဂခံစားနေရတဲ့ကျောင်းအုပ်ကြီးဟောင်းလည်းဖြစ်တယ်အခုအဖေကအခြေအနေတိတ်မကောင်းဘူးအစားတောက်လုံးဝမဝင်တဲ့ယောဂပါဖြစ်နေတော့တပတ်ရှိပြီးဘာမှမစားနိုင်ဘူးအာဟာရရည်တွင်းပြီးပဲအသက်ဆက်နေရတာဒီပစုံကငါအဖေရဲ့အစားတောက်ပြတ်တဲ့ယောဂကိုကုပေးနိုင်မလားလို့တောင်းတန်မေးရှာတယ်တကယ်တော့တထေးကြီးကကျွန်တော်မွေးမြူထားတဲ့ဒီဗီဇပြောင်းလဲထားတဲ့ပစုံကိုစားပြီးဒီလောက်စိတ်လှုပ်ရှားသွားရတဲ့အကြောင်းရင်းရှိတယ်မကြခင်တုန်းကပဲရွာကပစုံမွေးမြူရေးသမားတယောက်ကဓာတုဆေးဝါးတွေတုံးပြီးမွေးမြူဖို့အတွက်ကျွန်တော်ရဲ့ရေဆိုးမြောင်းကန်ကိုဈေးပေါ်ပေါ်နဲ့အတင်းအဓမ္မဝယ်ဖို့ကြံစည်ခဲ့ဘူးတယ်ကျွန်တော်ကပြက်ပြက်သားသားညှင်းလွတ်လိုက်တဲ့အချိန်မှာပဲအံ့ဘွယ်ရင်းနေတတဝါမျိုးဗီဇစနစ်ကိုပိုင်ဆိုင်ခွင့်ရသွားခဲ့တာပတ်စံတိုင်းတာတစ်ခုအထိရှာနိုင်ရင်ဒါမှမဟုတ်နာမည်ကြီးလာရင်ပိုပြီးအဆင့်မြင့်တဲ့ရေပြင်တွေကိုဖွင့်နိုင်ပြီးအစွမ်းထက်တဲ့ဗီဇပြောင်းပစုံတွေကိုရရှိမှာဖြစ်တဲ့ဒီပစုံတွေကအရသာရမ်းရှိုံတင်မကပဲအယိုးအစစ်တမ်းပါစေတာအိုမင်းရေရော်မှုကိုတားဆီးပေးတာအပြင်တခြားကျန်းမာရေးအကျိုးကျေးဇူးတွေပါရှိတာပေါ့အခုဆိုရင်အဆင့်လင်းလက်တန်ချက်ကပူစုံကိုရရှိထားပြီးဖြစ်တယ်ဒါကိုစားရင်မောပန်းနွမ်းနယ်မှုတွေကိုချက်ချင်းပျောက်ကင်းစေနိုင်တယ်ဒါပေမဲ့စနစ် system ကသတိပေးချက်တက်လာတယ်အဆင့်ပစုံကမောပန်းတာပဲပြည်စေနိုင်တာပြင်းထန်တဲ့အရသာအာယုံခံစနစ်ပျက်စီးတာနဲ့ယောဂခံကြောင့်အစားတောက်ပြတ်တာကိုတော့မကုနိုင်ဘူးပျက်စီးနေတဲ့အရသာအာယုံခံကိုပြန်လည်နှိုးထားစေခြင်းရင်တော့အဆင့်ရှိတဲ့ရေခဲနှင်းပြနဂါပစုံကိုရယူရမယ်တဲ့စနစ်ကကျွန်တော်အတွက်အဆင့်ကိုကြိုတင်ဖွင့်ပေးလိုက်လို့ကျွန်တော်လည်းကန်ထဲမှာချက်ချင်းဗီဇပြောင်းလဲမွေးမြူဖို့ပြင်ဆင်လိုက်တယ်ပြီးတော့ချန်ချင်းကိုကြည့်ပြီးမစ္စတာချန်အဖေကြီးကနိုင်ငံအတွက်တွေးမြေကြခဲ့တဲ့သူရဲကောင်းဆိုတော့လေးစားထိုက်ပါတယ်ရိုးရိုးပစုံကတော့အဖိုးအိုရဲ့အသက်ကိုမကယ်နိုင်ဘူးဒါပေမဲ့မနှက်ဖြန်မနှက်၈နာရီကြာရင်ရှီရှမ်းရွာကစွန့်ပစ်ပစုံကန်ကိုလာခဲ့ပါကျွန်တော်အထူးပစုံတစ်ကောင်ပြင်ဆင်ထားပေးမယ်လို့ချိန်လိုက်တာပေါ့နောက်ရက်မနက်မှာတော့မစ္စတာချန်ရောက်လာပြီးကန်ထဲကပကံလုံးထက်တောင်ကြီးတဲ့တကူလုံးရေခဲလိုပြာလဲနေတဲ့ပစုံကြီးကိုမြင်တော့စွန့်သွားတယ်ဒါပစုံလားဒါပင်လေတဲကမိစ္ဆာကောင်းကြီးမဟုတ်လားရှီရှမ်းရွာရဲ့ရေချိုမြောင်းထဲမှာဒီလောက်ကြီးတဲ့ဗီဇပြောင်းပြလူနီပါပစုံကြီးဘယ်လိုလုပ်မွေးလို့ရတာလဲဒါကိုရေခဲနှင်းပြနဂါပစုံလို့ခေါ်တဲ့သူ့အသားကပျက်စီးနေတဲ့အရသာအာယုံခံကြောတွေကိုချက်ချင်းနှိုးထားစေနိုင်တဲ့ဈေးနှုန်းကတော့8080ငွေသားဒါမှမဟုတ်လွှဲယုံပဲလက်ခံတဲ့ဈေးမစစ်နဲ့လို့ပြောလိုက်တော့8000မဟုတ်ဘူး8သိန်းဆိုရင်တော့ငါဝယ်တယ်ကျန်တဲ့2သိန်းကမင်းအတွက်အပူဆောင်ပေးတာလို့ပြောပြီးပစုံကိုချက်ချင်းချက်ပြုတ်ဖို့ပြင်ဆင်တော့တာပဲအဲ့ဒီအချိန်မှာပဲကံဘေးကိုလူမိုက်အုပ်စုနဲ့အတူအဝတ်စားတက်ရဝတ်ထားတဲ့လူတစ်ယောက်ရောက်လာတယ်လူကလေးလူချမ်းသာဟန်ဆောင်ပြီးဈေးကွက်ထဲမှာပစုံကို8000နဲ့ရောင်းလို့တရွာလုံးကဟားတိုက်လောင်နေကြတာအခုကောအသိဝင်ပြီလားဒီကံကိုအခုချက်ချင်းလာဖို့ဖြည့်ဆည်းပြမယ်ဒီမှာစာချုပ်8000ယူပြီးအခုချက်ချင်းလစ်တော့တဲ့ဒါကတော့ရွာကဓာတုစေသုံးပြီးပစုံမွေးတဲ့တထေးချိန်ဖူးကွေပဲကျွန်တော်ကလည်းအေးဆေးပဲချိန်ဖူးကွေမင်းကကံကိုဖျက်ချင်ရင်စမ်းကြည့်လိုက်လေဒါပေမဲ့တတိပေးလိုက်မယ်ဒီကံထဲကကောင်းတကောင်ကောင်းတည်သွားရင်မင်းတမိသားစုလုံးရောင်းရော်ရင်တော့ရောနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တယ်သူကဂယုမဆိုင်ပဲအလုသမားတွေကိုကန်ထဲကအောက်ဆီဂျင်ဆက်တွေရေစုပ်ဆက်တွေကိုရိုက်ခွဲဖို့အမိန့်ပေးတဲ့အချိန်မှာကားပေါ်ကနေစစ်ဝတ်စုံနဲ့အဖိုးအိုကြီးဆင်းလာပြီးဒေါသတကြီးအော်လိုက်တယ်ဘသူကများငါကျေးဇူးရှင်လူချန်ရဲ့ပစ္စည်းတွေကိုထီရဲလဲကြီးကြသေးတာပေါ့ချိန်ဖူးကွေတယောက်အဖိုးကြီးကိုမြင်တာနဲ့ဒူးတွေတုံပြီးအားအဖိုးကြီးဒါကအထင်လွဲတာပါကျွန်တော်ကလမ်းကြုံလို့ဝင်ကူညီတာပါဆိုပြီးလမ်းဖြန့်သွားတော့တာပဲအခုချက်ချင်းလစ်ဆန်းနောက်တစ်ခါဒီရွာနာကက်ရဲသေးရင်မင်းရဲ့ပစုံဆက်ယုံကိုမနှက်ဖြန်ချိတ်ပိတ်ပစ်မယ်လို့အဖိုးကြီးကမောင်းထုတ်လိုက်မှပဲချိန်ဖူးကွေးတို့အုပ်စုဖနှောက်နဲ့တင်မတသားလေးကြအောင်ပြေးကြတော့တယ်အဖိုးအိုကြီးကကျွန်တော်လက်ကိုကင်ပြီးညီလေးအဖိုးရဲ့အသက်ကမင်းရဲ့အပြာရောင်ပစုံကြီးကြောင့်ပြန်ရှင်လာရတာဗျာအသားတလုံးစားလိုက်ရုံရှိသေးတယ်တေလူနီးပါးဖြစ်နေတဲ့အရသာအာယုံတွေမိုးကြိုးပစ်ချလိုက်တယ်လို့မျိုးချက်ချင်းပွင့်သွားတာ
ပစုံကြီးတစ်ကောင်လုံးကုံအောင်စားယုံတင်မကဘူးစံပြုတ်ပါနှစ်ပတ်ကန်တောက်နိုင်ခဲ့တယ်လို့ဝမ်းသာအားရပြောရှာတယ်ဒီလိုနဲ့ကျွန်တော်ဟာပထမဆုံးသောစူပါဗစ်ရဲ့အတိမတ်ပြုမှုကိုရရှိခဲ့ပြီးစနစ်ကလည်းအဆင့်မြင့်ပစုံဖန်းခွင့်အဖြစ်ပြောင်းလဲဖို့လမ်းညွှန်ချက်ပေးလာတဲ့အပြင်မှာလိုက်ရောက်နေရင်လူအထင်သေးခံရပြီးပြဿနာများတယ်အဆင့်မြင့်ပစုံဖန်းခွင့်လုပ်လိုက်ရင်တထေးတွေကသူတို့ပတ်စံနဲ့သူတို့လာပြီးပျော်ပျော်ပါပါဖမ်းကြလိမ့်မယ်မစ္စတာချန်ကညီလေးငါအဖေကစားပြီးတာနဲ့အားအင်တွေပြည့်လာလို့နောက်ထပ်10ကောင်လောက်ထပ်ဝဲခြင်းနဲ့ပတ်စံကပြဿနာမဟုတ်ဘူးလို့ပြောလာတော့ကျွန်တော်ကစော်ကြီးပဲမစ္စတာချန်ဒီနေ့ကစပြီးစီကံပြောင်းသွားပြီးဒီကန်ကပစုံတွေကိုဒီအတိုင်းမရောက်တော့ဘူးကိုယ်တိုင်ငါးများနဲ့လာများရမယ်လို့အတိပေးလိုက်တယ်အဆင့်ဒီပစုံကွင်းဆိုရင်4နာရီကိုပတ်စံတသိန်းအဆင့်ရေခဲနှင်းပြနဂါပစုံကွင်းဆိုရင်တော့4နာရီကို9သိန်းကျတင်မယ်ပြီးတော့ဒီဗီဇပြောင်းပစုံတွေရဲ့လက်သေးကတန်ချောင်းကိုတောင်ကိုက်ဖြတ်နိုင်တာမို့ကျွန်တော်စီကတိုက်တေနီယမ်ငါးများတန်ကိုတနာရီ1000နဲ့ငှားရမယ်လို့ပြောလိုက်တာပေါ့အဖိုးကြီးကလည်းသဘောကျပြီးဟာကောင်းလေးမင်းကတော့အကွက်တွေအကုန်ပြင်ထားတာပဲကောင်းပြီငါရဲ့စိတ်ကြိုက်ငါးများကျွမ်းကျင်မှုကိုပြရသေးတာပေါ့ဆိုပြီးပစုံများဖို့ပြင်ဆင်တော့တယ်ရေပြင်အောက်မှာဘာပစုံကြီးတက်လာမလဲဆိုတာမသိရတဲ့လှုပ်ဝက်ချက် blind box ပုံစံမှုအားလုံးကရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်နေကြစင်ပါပဲဖြုံးဆိုငါးများတန်ကြီးတစ်ချက်တုံသွားပြီးရေအောက်ထဲကိုအတင်းဆွဲချတော့တာပဲဒီလိုရင်ခုန်စရာကောင်းပြီးလုံးဝအလန့်စားဗီဒီယိုတွေကိုလက်မလွတ်တမ်းဆက်ကြည့်ချင်နေဆိုရင်တော့အခုပဲအောက်က like နဲ့ follow လေးကိုအမြန်ဆုံးနှိပ်ထားလိုက်တော့နောက်ထပ်စိတ်လှုပ်ရှားဖို့ကောင်းတဲ့အပိုင်းမှာပြန်တွေ့ကြမယ်တာတာ